ပရိသတ်ကြီးအလုံးပဲမင်္ဂလာပါဒီကနေ့အစီအစဉ်ကလေးကြိုဆိုပါရစေကဘာကြီးမှာတိပံပညာတွေဘလောက်ပဲတိုးတက်နေပါစေအခုထက်ထိအပြေရှာမရသေးတဲ့ပဟေးလီတွေအများကြီးရှိနေသေးတယ်ဆိုတာအလုံးအသိပါပဲဒီကနေ့မှာတော့ခေတ်သစ်ကဘာကထူးခြားဖြစ်စဉ်တွေကနေစားပြီးရှေးဟောင်းတရုတ်ပြည်ကြီးရဲ့နည်းနည်းလာတဲ့လိုအပ်ချက်တွေအထိကျွန်တော်တို့အတူတကွစူးစမ်းလေ့လာတော့ကြမယ့်အကြောင်းအရာလေးတွေကတကယ်ကိုစစ်လှုပ်ရှားစရာပါကဲစလိုက်ကြရအောင်စဉ်းစားကြည့်ပါဦးပူပြင်းလာတဲ့ဒူဘိုင်းတဲကန်တာရာထဲမှာရှင်တန်နေတဲ့တောင်အမေရိကတိုက်ကကျွတ်တင်နဲ့ဘသူမှဝင်ရောက်ဖူးခြင်းမရှိသေးတဲ့ရှီဟောင်းတရုတ်ပြည်ကအေယာမဂူသင်ချိုင်းကြီးတွေကြားမှာဘာများဆက်ဆက်မှုရှိနေမလဲကြည့်ရတာတခုနဲ့တခုလုံးဝမသက်ဆိုင်သလိုပဲနော်ဒါပေမဲ့ကျွန်တော်တို့ကဘာကြီးမှာရှင်းပြလို့မရတဲ့ထူးဆန်းမှုတွေကနေရာတိုင်းမှာရှိနေတတ်ပါတယ်ကဲဒီအကြောင်းတွေကိုတိကျလေးဝင်ကြည့်လိုက်ရအောင်ဒီနေ့ကျွန်တော်လေးလာတော့မယ့်အကြောင်းအရာတွေကတော့နံပါတ်1အနေနဲ့ခေတ်သစ်တော်ရိုင်းတဲ့ဆိုင်တွေထူးခြားဖြစ်စဉ်ကိုလေးလာပါမယ်ပြီးရင်တော့တရုတ်ပြည်ကရှုပ်ဝက်စမ်းကျဲတဲ့ဟေးကျူတောင်ကြားအဲ့ဒီနောက်ရှေးဟောင်းအင်ဂျင်နီယာပင်ကြားရဲ့အံ့ဝယ်ဒီဆက်ပြီးတော့ရှေးဟောင်းပစ္စည်းတွေရဲ့မူလစစ်မြစ်ကိုခြေရခံခြင်းနဲ့နောက်ဆုံးအနေနဲ့ဘယ်သူမှမတယောက်ဘူးတဲ့ဂိုင်လရှ်တောင်အကြောင်းတွေကိုလေ့လာသွားကြမှာပါကဲအပိုင်းနဲ့ခေတ်သစ်တော်ရိုင်းတဲ့ဆန်ဆိုင်ရာထူးခြားဖြစ်စဉ်များဒူဘိုင်းတဲကန်ဒါရိုက်တဲ့ကအမ်ဖာကိစ္စလေးကနေစလိုက်ကြရအောင်အတိကအကြောင်းအရာဖြစ်တဲ့တရုတ်ပြည်ကဗဟေလီတွေစီမသွားခင်အရဲစော်ပွားများပြည်ထောင်စုကချစ်တဲ့ထူးခြားဖြစ်စဉ်လေးတစ်ခုနဲ့အရင်ဆုံးမိတ်ဆက်ပေးပါစီပါရဂူနီယန်မာရက်လို့ခေါ်တဲ့ကြက်ကြီးတွေကိုမြင်ဘူးကြလားတကယ်တော့သူတို့ကအာဂျင်တီးနားနိုင်ငံမှာပဲနေလေရှိတာပါဒါပေမဲ့အခုဒူဘိုင်းကအယ်ကူဒရာရေကန်တွေနားမှာအကောင့်ရင်းနေတာကြော်လောက်ရှင်တန်နေတာကိုအန်ဖိုစီယာတွေ့လာရပါတယ်ကိုဗစ်ကာလ2020လောက်ကမှစတတိထားမြန်ဆိုတော့အနီးနားကခြံတစ်ခုခုကနေလွတ်လာတာဖြစ်နိုင်ပါတယ်ဒါပေမဲ့တကယ်အန်ဖိုဖို့ကောင်းတာက45ဒီဂရီဆယ်ဆီယပ်စ်လောက်ပူရဲ့တဲကန်တိုက်ရတဲ့မှာသူတို့တွေတားပေါက်ပြီးအေးဆေးရှင်တန်နေကြတာပါပဲတဘောတရားဆိုတာတစ်ခါလေပေါင်းနေတဲ့ကနေဖောက်ထွက်တတ်တယ်ဆိုတာဒါမျိုးကိုပြောတာပေါ့အခုအပိုင်းနဲ့တရုတ်ပြည်ရဲ့ဘာမြူဒါထရီကန်လိုဒင်းစားကြတဲ့လူဝက်စန်းကျဲတော့ဟေကျူးတုံကြားအကြောင်းကိုဆက်သွားပါမယ်ဒူဘိုင်းကနေကျုပ်နိုင်ငံစီချွန်ပြည်နယ်ကဟက်ချူတောင်ကြားစီသွားကြရအောင်ဒီတောင်ကြားကလာတော့တိတ်လာပါတယ်ဒါပေမဲ့တရုတ်ပြည်ရဲ့ဘာမြူဒါတရိငန်လူနာမည်ကြီးလောက်အောင်ကြော်ချမ်းစီလာတစ်ပြက်တွေအများကြီးရှိခဲ့တယ်ဒီအချိန်မြင်ကိုခီးလိုက်ပါ1950တုန်းကဆိုရင်လူတီလာလောက်ပျောက်သွားတယ်1960မှာဘူမိပိတာပညာရှင်နဲ့1966မှာတတ်တူချဖွေရဲ့သမားတွေရေငုံနှုတ်ဖိတ်ပြောက်ကွယ်သွားခဲ့တယ်။အစိုးဆုံးက1994ခုနှစ်မှာအရက်2မီတာလောက်ရှိတဲ့မြောက်လူဝင်ကြီးကိုတွေးတယ်ဆိုတဲ့မှတ်တမ်းတွေပဲ။မကြသေးခင်2010ခုနှစ်ကတော့တောင်သက်သမားတချို့မြူနင်းနေတဲ့ဝန်သွားရင်အသက်ဆုံးရှုံးခဲ့ရသေးတယ်လေ။ဒီတောင်ကြားကဘာတွေကိုများဖုံးကွယ်ထားတာလဲ။ဒီတောင်ကြားရဲ့လိုအပ်ချက်တွေကိုဖြေရှာကြည့်ကြမယ်ဆိုရင်ရှုထောင်နှုတ်မြုပ်တွေ့ရမှာပဲ။ဒေတာခံရီတိုင်းရင်းသားတွေကတော့ဒီနေရာမှာနတ်သမီးတွေများသုံးစင်းစံရည်တွင်တန်တာရီတွေမြောက်လူဝန်တွေရှိတယ်လို့ယုံကြည်ပြီးအတော်လေးကြောက်ကြတယ်။ဒါပေမဲ့တစ်ဖန်ပညာရှင်တွေဘက်ကကြည့်ရင်တော့တကယ်လက်တွေ့ကြတဲ့အကြောင်းရင်းတွေရှိနေပါတယ်။သူတည်ဒီလီချက်မင်းဆိုရင်ဒီနေရာမှာတန်လိုက်အီမေးလ်တွေကိုသုံးများဖြစ်စေတဲ့ပုံမှန်မဟုတ်တဲ့တန်လိုက်စစ်ကွင်းတွေတကယ်ရှိနေတာကိုတွေ့ခဲ့တယ်။နောက်ပြီးထူးထလွန်းတဲ့မြူနင်းတွေက6ကမ်းပါးတွေကိုဖုံးကွယ်ထားတာရဲ့လူတို့ရောက်ပေါက်နေတဲ့တိုးတဲ့ကအစိတ်ရှိတဲ့အပင်တွေတရေဆန်တွေရဲ့ကြောင့်ဒီလိုအဖြစ်ဆိုးတွေကြုံရတာလို့ယူဆရပါတယ်။ဒါကတော့တန်တာရီနဲ့တိပံပညာထိတ်တိုက်တွေ့နေတဲ့နေရာလေးပေါ့အပိုင်း3နဲ့ကတော့ရှေးအောင်အင်ဂျင်နီယာပညာရဲ့အံ့ဖွယ်များကြောက်တုံးတွေပေါ်ကထွင်းနှုတ်ထမှုတွေအကြောင်းဖြစ်ပါတယ်တဘာဝတရားရဲ့လိုအပ်ချက်တွေကနေလူသားတွေကိုယ်တိုင်ဖန်တီးခဲ့တဲ့အမခပဟဲလီတွေရှိကိုလှည့်ကြည့်အောင်စက်တူရန်မီလီတာ3000လောင်ဒီကနန်းကြီးကပါလဲဆိုတော့တရုတ်နိုင်ငံကျဲချမ်းပြည်နယ်ကလောင်ယိုကူကြီးတွေရဲ့မြေအောက်အကျယ်ဝင်းမှာဒီလောက်အေရာမမြေအောက်ကဘာကြီးကို1990ခုနှစ်ရောမှဒေတာခန်တောင်းသူတွေကရေကန်မဲကရေတွေဆွတ်ထွက်ပြီးမတော်တဆသွေးဝါခဲ့ရဆိုရင်ယုံနိုင်မှာမလားဒီလုံးယိုကူတွေရဲ့ပဟေလီကတကယ်ကိုရင့်သက်ရှူမောစရာပါလူသားတွေကိုယ်တိုင်ထူထားတဲ့တဲကြောက်ကူကြီး24ခုကတက်တန်းအားဖြင့်နှစ်ပေါင်းထောင်ကျော်နေပါပြီပြဿနာကဒီလောင်ကြီးမရဲ့ project ကြီးကိုဘသူတွေကဘလို့နီးပညာတွေသုံးပြီးတိစောက်ထည့်တယ်လဲဆိုတဲ့မှတ်တမ်းလုံးဝကိုမရှိတာပါပဲနန်ရန်တွေမျက်နှာချက်တွေအကုန်လုံးမှာတူနေတဲ့ထွင်းချောင်းတွေစောင်းနေတဲ့မြင်းပလိုက်တွေအတိအကျရှိနေတယ်အန်သောဆရာအကောင်ဆုံးကဒီကူတွေဟာတစ်ခုနဲ့တစ်ခုနန်ရန်ဘာလေးမဲချတာဒါပေမဲ့လုံးဝဖောက်လင်းသွားတာမျိုးမရှိဘူးရှေ့ခေတ်အင်ဂျင်နီယာတွေရဲ့တွက်ချက်မှုကဘလော့တောင်တိကျတေချခဲ့တယ်လဲဆိုတာတွေးကြည့်လို့တောင်မရနိုင်ပါဘူးကဲနောက်ထပ်ကဏ္ဍတစ်ခုထပ်ပြပါမယ်8000ဒီ8000ဆိုတဲ့အရွယ်အတွက်ကတော့တရုတ်ပြည်ရဲ့ပထမဆုံးဧကရချင်းရှီဝမ်ရဲ့အခုထိတူးဖော်လို့မရသေးတဲ့အေယာမဂူသင်ချိုင်းကြီးကိုစောင့်ကြနေတဲ့တာရာဂေါတိုက်ရှင်စစ်တဲ့ယူတူအရွယ်အတွက်ခံမှန်းချေလေးချပါတယ်ဒီနေရာမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒီလောင်မြပြတဲ့စစ်တပ်ကြီးကိုဘလို့ဖန်တီးခဲ့တယ်လဲဆိုတာပါပဲ1994မှာစတွေ့ခဲ့တဲ့ဒီနေရာဟာ68စတူရန်ကီလိုမီတာလောက်ကျယ်တဲ့မြေအောက်မှုလောက်ကြီးပါရုပ်တု8000စလုံးကိုတခါတည်းပုံမသွင်းပါဘူးယနေ့ခေတ်ကားစက်ယုံဒီလိုပဲ
အစိပ်ပွိုင်းတွေခွဲပြီးစနစ်တကျတက်ဆင်သွားလာပါမျက်နှာပုံစံခွက်10မျိုးလောက်ကိုအခြေခံပြီးရှင်ဆေးတွေနဲ့တယောက်ချင်းစီရဲ့မျက်နှာတွေမင်းကိုမတူအောင်အသေးစိတ်ဖန်တီးထားတာနော်နောက်ပြီးတမိုင်းဆရာကြီးစီမာချန်ရေးခဲ့ပူတဲ့ကူတဲကပြတားမြစ်လေအကြောင်းဆိုရင်လေအခုမြေကြီးစမ်းသမှုတွေလုံတော့ပြလားထက်တွေအလုံးများနေတာတွေ့ရလို့တမိုင်းမတန်တွေမှတ်နေဆိုတာတိပတ်နီးကြအတီးပြုတ်နိုင်ခဲ့ပါပြီ မြေအောက်ကနေကောင်းကင်ရန်စီခဏလောက်အာယုံပြောင်းကြည့်ရအောင်ဒါကတော့ဒိုရှာတောင်ကြားကကမ်ပတ်ရဲ့နေမှာတွေ့ရတဲ့ဆွဲချိထားတို့ခေါင်းတလာတွေပါပေရန်နဲ့ချီမြင်ပြီးမတ်ဆော့လို့နဲ့ကမ်ပတ်ရဲ့နေပေါ်မှာတစ်သားခေါင်းတလာတွေကိုဘယ်လိုများတင်ခဲ့ကြတာလဲအခုခေတ် DNA စစ်ဆေးမှုတွေရာဆိုရင်ဒီလိုရဲရဲနဲ့မြုံနှံမှုတလိဟာရှေးဟောင်းပိုင်ရွယ်တိုင်းရင်းသားတွေရဲ့လက်ရလို့သိရပါတယ်ကျေးသားတွေအထည်အလိတ်တွေနဲ့တူမြုံနှံခဲ့ပြီးမြဲဒီလောက်မြင့်တဲ့နေရာကိုဘယ်လိုနီးပြနာထုံးပြီးတင်ခဲ့တယ်လဲဆိုတာကတော့ဒီနေ့ထိပဲဟေလီတစ်ခုပါပဲ အဖိုင်းလေရှေးဟောင်းပစ္စည်းများရဲ့မူလစမြစ်ကိုခြေအားခင်ချင်းစမ်းရှင်တွေကြေးထိန်များအကြောင်းဆက်ကြရအောင် စီတွန်ပြင်းတဲ့ကနေတူးဖော်ရစီတဲ့ပစ္စည်းပေါင်း58,000ကျော်တဲ့ကဆန်ရှင်တွေကြေးထည်တွေကလည်းတကယ်ကိုထူးခြားပါတယ်ဒီစလိုက်ကနေအမခံစင်းလင်းပြတာနေတာကတော့သူတို့ရဲ့ဒီဇိုင်းကွဲပြားမှုတွေပါပဲဘယ်ဘက်ကထူးခြားတဲ့မျက်နှာဖုံးတွေလူရုပ်တွေကိုကြည့်ပါဒါတွေကဆန်ရှင်တွေတေးထားခံတွေရဲ့တီးသားအမှုပညာစစ်စစ်တွေပါဒါပေမဲ့ညာဘက်ကရေကရားတွေကြောင့်လို့ TOP အလဲပိုင်းကရှမ်းမင်းဆက်ရဲ့ဒီဇိုင်းတွေနဲ့သွားတူနေပြန်ရောဆိုတော့ဒီပစ္စည်းတွေကိုဘယ်နေရာမှာအတိအကျထုတ်လုပ်ခဲ့တာလဲဆိုတဲ့မေးခွန်းကြီးပေါ်လာပါပြီ အဲ့ဒီမေကုန်းကိုဖြေဖို့သိပ္ပံပညာရှင်တွေက petrographic analysis လို့ခေါ်တဲ့ကြောက်တင်ချပိုင်းဆိုင်ရာခွဲချက်စစ်ပြမှုနည်းစနစ်ကိုသုံးကြပါတယ်။နာမည်ကတော့နည်းနည်းရှုပ်တယ်လို့ပဲနော်။အလွယ်ပြောရရင်တော့ကြေးရီဂျီယိုဘီပုံသွင်းတုံးကအထဲမှာကျန်ခဲ့တဲ့ရှွန့်ဆေးဦးတိုင်လီလီကိုအမှုကြည့်မြန်ပြောင်းတဲ့တခြားစစ်ဆေးပြီးအဲ့ဒီရှွန့်ဆေးတွေကဘယ်ဒေသကမြေကြီးတွေလဲဆိုတာကိုအတိအကျလိုက်ရှာတဲ့နည်းပညာပါ။ဒီဆရာကအဖေကိုရှင်းရှင်းလေးပြနေပါတယ်။မျက်နှာဖုံးတွေပါတဲ့အုပ်စုကပစ္စည်းတွေရဲ့ရှွန့်ဆေးကိုစစ်ကြည့်တော့ဆန်းရှင်တွေဒေသမှာပဲထုတ်လုပ်ခဲ့တာသိချပါတယ်။ဒါပေမဲ့ရှာမင်းစက်ပုံစံကြီးကြရတွေဖြစ်တဲ့အုပ်စုခနဲ့ခကတော့ရန်စည်းမြအလဲပိုင်းနဲ့အောက်ပိုင်းဒေသကမြေတွေဖြစ်နေတယ်။စိတ်ဝင်စားစရာအကောင်းဆုံးကသူတို့တုံးထားတဲ့ခဲတတူတိုင်းကတော့တဏီရတဲ့ကလာတာပါ။ဒါကဘာကူပြနေလဲဆိုရင်ရှေးခေတ်ကာလကထဲကတတူတိုင်းတွေကိုတဏီရကနေတူးဖော်တခြားဒေသတွေကိုတက်ယူပုံသွင်းပြီးကျေပြန့်ရှုပ်ထွေးလာတဲ့ကွန်တော်ရဲ့ကွင်းရဲ့ကြီးတစ်ခုရှိနေခဲ့ပြီးဆိုတာပါပဲ။တကယ်ကိုအစမြင့်လွန်ပါတယ်။ကဲနောက်ဆုံးပိုင်းကိုညှောက်လာပါသည်။အပိုင်းကမိသူများမတယောက်ဘူးသေးတော့ guidelines တောင်တန်တာရီညက်တဘာဝတရားရဲ့အထွတ်အထိပ်ပါအခုကျွန်တော်တို့ခရီးစဉ်လေးကိုခပ်ဖြည်းဖြည်းလေးတွားရင်ဘူမိဘေးဓာတ်တော့ဘာသာရေးပါပေါင်းဆက်နေတဲ့အထွတ်အမြတ်နေရာလေးတစ်ခုစီအာရုံပြုကြည့်ကြပါမယ်။ Guidelines တောင်ရဲ့အမြင့်ဟာ6638မီတာရှိပါတယ်။ကမ္ဘာအမြင့်ဆုံး Everest တောင်နဲ့အများကြီးနှိမ့်ပါတယ်နော်။ဒါမဲ့ခေတ်တောင်တက်သမားဘသူမှတီတောင်ထိပ်ကိုချင်းမရှောက်ဘူးသေးပါဘူး။ဘာသာရေးအရာအလုံးအထွတ်အမြတ်ထားလို့တက်ခွင့်မရှိသလိုတကယ်လို့တက်ဖို့စ조사သူရဆိုရင်လည်းဘလို့မှရှင်းပြလို့မရတဲ့အခက်ခဲတွေဟန်တားမှုတွေနဲ့အမြဲတမ်းကြုံတွေ့ရလိမ့်ရှိပါတယ်။ဒီ slide မှာတကယ်အန်တော့ဖို့ကောင်းလာတစ်ခုကိုပြောပြမယ်။တောင်ကြီးရဲ့အောက်ခြေမှာရေကန်တစ်ခုရှိတယ်။မြေပြင်ချင်းချင်းလေးပဲခြားတာနော်။ဒါပေမဲ့တဘာဝချင်းကလုံးဝဆန့်ကျင်ဘက်ပါပဲ။မာနာဆာရိုဗာကရေချိုကန်အလင်းရောင်တဲ့အဖြစ်တွေဈေးကြောချင်းကိုကူစားပြုတယ်။ဒီကလေးက yash sustain ကျတော့သက်ရှိလုံးဝမရှိတဲ့ရင်ကန်ကန်ကြီးထူနေပြီ။အမောင်ထူးနဲ့နတ်ဆိုးပြင်ယာဝနာကိုစားပြုနေပြန်တယ်။တဘာဝတရားကြီးကရင်နဲ့ရန်လို့အလင်းနဲ့အမောင်ကိုတနေရာလေးမှာဘနုများပူးတွဲဖန်တီးထားခဲ့တာလေ။တဲ့ပံပညာရှုထောင်ကကြည့်ရင်ဒီတောင်တန်းဟာ Indus Select မြန်မာပုတ္တရကောင်နာလီဆိုတဲ့အာရှတိုက်ရဲ့အကြီးမားဆုံးမြစ်ကြီးလေးစင်မြစ်ဖျားခံရနေရပါဘူမိဖေရာရအင်ပဒန်ထူးခြားပါတယ်တစ်ဖက်မှာလည်းဖျားဖူးတဲ့ခရီးသွားတွေကဒီကိုရောက်ရင်အသက်ရွယ်မြင်မြန်ကြီးသွားသလိုခံစားရတယ်7နဲ့လက်သေးတွေမြင်မြန်ရှည်လာတယ်လို့ဆိုကြတယ်အဲ့ဒီတော့မပြုတ်နိုင်သေးပါဘူးတောင်တဲဖို့ကြိုးစားရင်လည်းတန်လက်အင်မြောင်ဒီကမောက်ကမာချက်ရာသေးဥတူကချက်ချင်းဆူလာသွားတတ်ပါတယ်ဒါကြောင့်လူတွေဟာတောင်ပေါ်ကိုမတက်တော့ပဲတောင်ခြေကိုပတ်ပြီး50ကီလိုမီတာရှည်လျားတဲ့ကိုရီးယားဖျားဖူးခရီးစဉ်ကိုပဲလမ်းလျှောက်ရင်းမိမိတို့ရဲ့အဖြစ်တွေကိုစိတ်ကြောကြပါတယ်တကယ့်ကိုတိတ်ပန်နဲ့ယုံကြည်မှုတွေပေါင်းစုံနေတဲ့နေရာလေးပါပဲကျွန်တော်တို့ဟာအာကာသထဲကကျဲရာယာတွေကိုတော့မေပွန်ဆွဲနိုင်တဲ့ခေတ်ကြီးတွေကိုရောက်နေပါပြီဒါပေမဲ့ဒီနေ့ဒီလာခဲ့ရသလိုပါပဲကျွန်တော်တို့ကဘာမေကြီးဘော်ကတချို့နေရာလေးတွေဟာထာဝရလက်ထက်မမီနိုင်တဲ့ပဟေလေးတွေအဖြစ်ဆက်ရှိနေဦးမှာလားAIR ကိုတိုင်းတာတွက်ချက်နိုင်ပြီလို့ထင်ရပေမဲ့တဘာဝတရားနဲ့ရှေးအောင်သမိုင်းတွေကတို့ရဲ့လျှို့ဝှက်ချက်အလုံးကိုဖွင့်ချမပေးသေးပါဘူးဒီကနေ့နေလာခဲ့တဲ့အကြောင်းအရာတွေကပိသက်ကြီးရဲ့စူးစမ်းလို့စိတ်ကိုပိုပြီးနိုးကြလာစေမယ်လို့ယုံကြည်ပါတယ်အဆုံးထိလက်ပါလေးလာပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်